ဒီမျက်နှာဖျားကိုရောက်ပါပြီဒီမျက်နှာဖျားကိုရောက်ပါပြီဒီမျက်နှာဖျားမှာဒီကတော့အများကြီးပါပဲဝိုင်းပြီးတော့ပါတာနေရပါမိမိတက်တက်ဝယ်မမတက်တက်ဝယ်နော်ဘတ်100ဘတ်300 500နဲ့ဟောဒီတော့ဒီဘက်မှာဒီလိုပူဇော်မယ်ဆိုရင်